AD 1503စက်ကျော်ခန့်ကမြောက်ဦးရွှေနန်းတော်ကြီးအတွင်းအုပ်ချုပ်စိုးစံလျက်ရှိနေသောဘရင်မင်းမြတ်မှာတီရိတူရိယဆန္ဒမဟာမင်းပါကြီးဖြစ်သည်မိဖုရားမှာစောတန်ဒီဖြစ်၍တားတော်မင်းဖလောင်းချင်နှောင်းနှင့်တမီးတော်စောတန်နာငွေနုဖြူတို့ကိုဖွားမြင်လေသည်တမီးတော်စောတန်နာမှာအမျိုးဘာသာသာသနာကိုလေးစားတန်ဖိုးထားသောအမျိုးကောင်းသမီးတဦးဖြစ်သည့်အလျောက်စစ်ပညာရက်များဖြစ်ကြသည့်စင်စီမြင်းစီတားတိုင်းလွှားကတေနင်ကပြူဟာကျန်းစသည်တို့တွင်လည်းသူမတူအောင်ထူးချွန်လေသည်စောတန်နာမှာ၃နှစ်သမီးအရွယ်ကပင်အိရှိဆန်မင်းသား၏စီးတော်စင်ကိုမြင်ပြီးစင်ဦးကောင်းတွင်တက်စီးရန်ပူစာဖူးသည်အိရှိဆန်သည်မင်းသမီးကိုချီ၍စင်ဦးကောင်းတွင်တင်ပေးလိုက်ရာမကြောက်မရွံပဲစင်ဦးကောင်းကိုပင်ခြေနှင့်စောင့်ကန်ခဲ့သည့်အထိရဲဝံသောမိန်းကလေးဖြစ်သည်ဤအချင်းရာကြောင့်အိရှိဆန်မင်းသားလေးကငါနှမသည်တေချာပေါက်စစ်သူရဲကောင်းဖြစ်လိမ့်မည်ဟုချီးမွမ်းခဲ့ရသည့်အထိပင်မင်းပါဘရင်မင်းမြတ်မှာတက္ကရာ809တွင်စစ်တကောင်းဒေတာဘင်္ဂလားဒေ့ရှ်နယ်မြေ12ခုတို့နှင့်အတူပေါ်တူဂီရေတပ်မတော်ကိုသိမ်းယူအောင်မြင်တော်မူခဲ့ပြီးရင်းကြောင်ပင်လျင်ရန်အောင်စေရခေါ်စစ်တောင်းပထိုးတော်ကြီးကိုတီထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်စစ်ရေးအင်အားကိုလည်းနိုင်ငံတကာနှင့်ရင်ပေါင်လန်းနိုင်အောင်ပေါ်တူဂီဒက်ဂျပန်ပြင်သစ်ယိုဒယာစပိန်စသည့်နိုင်ငံများမှစစ်ပညာရှင်များငှားယူ၍ရခိုင်တပ်မတော်ကိုခိုင်မာအောင်တည်ဆောက်ခဲ့လေသည်မြို့တော်ပတ်လည်၌ကြောက်မြို့ရိုးခံတပ်ပေါင်းဆဲတစ်ခုဖြင့်အလွန်ခိုင်ခန့်တင့်တယ်ကြည်လစ်စွာတည်ထားစေခဲ့ပြီးအရှိအနောက်တောင်မြောက်ပတ်လည်တို့တွင်ကံပိုင်ကြီးတို့ဖြင့်အထက်ကာရန်မွမ်းမှန်စေခဲ့၏တက္ကရာကိုရရှိခုတဘိုးတွဲလာဆန်း2ရက်နေ့တွင်မြောက်ဦးထီးနန်းကိုကျူးကျော်တိုက်ခိုက်ရန်တောင်ငူဘရင်တပင်ရွှေထီး၏တပ်များသည်တတိယအကြိမ်မြောက်ချီတက်လာခဲ့ကြသည်တောင်ကုတ်လန်းနှင့်အန်းလန်းနှစ်သွယ်တို့မှတဖြောင့်တည်းချီတက်လာခဲ့ကြရာလမ်း၌နှောက်ယှက်တစုံတရာမရှိထို့ကြောင့်ပင်ရခိုင်ပြည်ကြီးကိုအလုံးစုံသိမ်းပိုက်နိုင်ပြီဟုထင်မှတ်ကာလေးမြို့မြစ်ကြီး၏တစ်ဖက်ကမ်းပြိုင်းတောင်တက်တောင်ချေရင်း၌တက်ဆွဲရက်တန့်ကနေခဲ့ကြသည်လာဆန်း3ရက်နေ့တွင်မြစ်ကိုကူကလောင်းကျက်မြို့တော်ဟောင်းရ၌အခိုင်ခန့်တက်ကြီးတည်ပြီးမှမြောက်ဦးမြို့တော်ကိုတိုက်ခိုက်ရန်